Coca-Cola Company in 1892. အခုပေါ်လာတော့မြင်တွေ့တဲ့အတိုင်းပဲတီချိုရီဟာမွန်ပြည်နယ်မှာအယောင်အားအကောင်းဆုံးကိုကာကိုလာပဲဖြစ်ပါတယ်ကိုကာကိုလာရဲ့စွန်းစားခန်းဟာတောင်ကိုက်ဖို့အတွက်တောက်ဆေးအနေနဲ့စတင်ခဲ့တာပါ1886ခုနှစ်အယ်လန်ဒါပေတင်စီယာဂျွန်ပတာတန်ကအစပြကွန်မြူနာတစ်ခုဖန်တီးခဲ့တယ်ဒါပေမဲ့သူ့ဘဝမှာမျှော်လင့်ချက်မပြည့်စုံတဲ့တန်ဖိုးနည်းတဲ့ဒေါ်လာ2300နဲ့သူ့နီလန်းတွေကိုကြားလိုက်ခဲ့တယ်။ဒါဒီမကပဲဒီနီလန်းကကိုကာကိုလာအဖြစ်ကပတ်သွားမှပြန်လှန်လာခဲ့ပါတယ်။အခုလိုလိုအပ်ချက်တဲ့နီလန်းတစ်ခုကနှစ်130ကြာပေမဲ့အခုထိမပေါ်ထုတ်နိုင်သေးပဲရှိနေတာကြောက်ပါဒီနီလန်းကိုတည်တဲ့လူက2ယောက်ထဲဖြစ်ပြီးတော့ဝေါ်လူကြီးထဲမှာတင်းထားပါတယ်ကိုကာကိုလာရဲ့နာမည်ကြီးမှုနဲ့အော့စရာအာမြင်မှုတွေကဒီလိုအချက်ထဲမှာပဲထိန်းထားနေတယ်ပြီးတော့ဒီနီလန်းကိုစင်ဆက်မပြတ်ထိန်းထားပြီးတော့မှရေတက်တင်မှုစရက်ရောထဲမှု CO2 ထက်တဲ့မှုနဲ့ဒီအလွန်တိကျတဲ့အပူချိန်ထိန်းချုပ်မှုတို့ကိုစတင်တဲ့စေယုံထဲမှာတိကျတဲ့လုပ်ငန်းစဉ်တွေကဒီကောက်ရဲ့အရသာတစ်မျိုးတည်းအမြဲထိန်းပြီးနိုင်တယ်ပြီးတော့ level တက်တဲ့ set ဒီ tapping set ပြီးတော့ဒီ BS တဲ့ robot တွေဒီတလုံးချင်းစီအမှားမဖြစ်အောင်စောင့်ကြည့်နေကြပါတယ်ပြီးတော့ကိုကာကိုလာအခုလက်ရှိရောင်းချမှုကနိုင်ငံ200နိုင်ငံကျော်ပြီးတော့မှရောင်းချပြီးတော့လူတွေအများဆုံးတောက်တုံးကြတဲ့ဒီအေးအချိုကြီးပဲဖြစ်ပါတယ်ပြီးတော့ကိုကာကိုလာဟာလူတစ်ယောက်ရဲ့ childhood memory လည်းဖြစ်နိုင်ပါတယ်ပြီးတော့သူ့ရဲ့ logo ကအနီရောင်ရဲ့ပြီးတော့ဒီ classical logo တွေဒီပျော်ရွှင်မှုတွေပြီးတော့ဒီရေတံတွေနဲ့တုတ်ရဲ့ brand ကိုလူတွေမှတ်သားကြပါတယ်ပြီးတော့ကိုကာကိုလာတောက်တုံးခြင်းဟာဒီတောက်နေတာမဟုတ်ဘဲနဲ့အမှတ်တရတစ်ခုကိုတောက်တုံးနေတာပါပြီးတော့ကိုကာကိုလာရဲ့ပုံစံကဒီနာနဲ့စတန်ရှေခဲ့တဲ့ဒီတစ်စိတ်ကိုတတိယစီပါတယ်ပြီးတော့ကိုကာကိုလာဟာ range တစ်ခွက်ထပ်ပိုပါတယ်ပြီးတော့သူဟာစီရင်တစ်ခုကိုရောင်းနေပါတယ်သူရဲ့ marketing strategy မှာပါဝင်တဲ့အရာကတော့ဒီကောက်ကိုတောက်နေရင်ဒီတငယ်ချင်းတွေနဲ့ဒီရေတံမှုတွေကိုမီတာစုရဲ့ပျော်ရွှင်မှုတွေကိုပေးစားနိုင်ပါတယ်ပြီးတော့တောက်တက်မှာပါတဲ့နာမည်တွေကသူ့ရဲ့ဆက်ဆောင်မှုတစ်ခုအနေကတော့သူ့ရဲ့နာမည်ကြားလိုက်ရုံနဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ချိတ်ဆက်နိုင်ပါတယ်ပြီးတော့ဒီတိုင်းပြည်တိုင်းလိုက်အာရှတန်ချိုတာတော့နူးညံ့မှုပါရှိနေနဲ့ဖော်ပြထားပါတယ်ဒီခါလေးကျရင်ကိုယ့်ရဲ့နားမှာဘယ်သူမှမရှိပေမဲ့ဒီကိုကာကိုလာကိုတောက်လိုက်ရင်ဒီစိတ်ကျဉ်းနေတဲ့ဒီ feeling မျိုးပေါ့ပြီးတော့ဒီကိုကာကိုလာကိုတောက်လိုက်ရင်တငယ်ချင်းနဲ့ပြန်တွေ့တယ်လို့ခံစားရတယ်ပြီးတော့မီတာစုတွေနဲ့ပျော်နေတဲ့အချိန်တစ်ခုကိုပြန်တရိယာစီတတ်တယ်ပြီးတော့ကိုယ်စိတ်ထဲမှာငယ်တော့ကဒီအမှတ်တရတွေကိုပြန်လဲလင်းလာတတ်တယ်ဒါဟာကိုကာကိုလာရဲ့အာမြင်မှုပဲဖြစ်ပါတယ်ဒီကိုကာကိုလာဟာသူတို့ကထပ်ကုန်မရောဝဘူးသူတို့တွေကခံစားချက်ကိုရောင်းနေတာပါဒီနေ့ကိုကာကိုလာဟာဒီနေ့ကို1.9 ဘီလီယံထိဒီတုံးဆွဲလူတွေကိုရေချိုးပေးနိုင်တဲ့ဒီကမ္ဘာအကြီးဆုံးဘတ်ဝရိတ်ဘန်ဖြစ်တော့ပါပြီဒါဟာစီးပွားရေးနဲ့ယဉ်ကျေးမှုအစုံအလင်ကိုထိခိုက်စေတယ်လို့ဖြစ်စဉ်တိုင်းမှာနာမည်ကျော်ရေအချိုကြီးအပြုံးနဲ့အချိန်တွေကိုမျှဝေခြင်းဆိုတဲ့သင်္ကေတအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်တကယ်အဖြစ်အပျက်မှာဂျွန်ပါမတောင်ကိုတိုင်ကတော့သူဖန်တီးခဲ့တဲ့ဒီအောင်မြင်မှုကြီးကိုမမြင်နိုင်ခဲ့ပဲအသက်ဆုံးသွားတယ်သူရဲ့မပြည့်မီတဲ့အဲ့မဲ့ပေါ်မှာပဲဒီအစကန်တဲ့တက်ကဒီကောက်ကိုကဘာနှံ့ထောက်ပေးခဲ့နိုင်တာပဲဖြစ်ပါတယ်ဒါကစီးပွားရေးနဲ့အခွေးလန်းတွေထဲမှာလူတို့ရဲ့လက်မှုဖြစ်အခြားသူကအောင်မြင်သွားနိုင်တယ်ဆိုတာကိုအမှန်တရားတစ်ခုပဲဖြစ်ပါတယ်ဒီလိုကိုကာကိုလာရဲ့အသိပေးခြင်းကကျွန်တော်တို့ကိုအသိပေးနေပါတယ်အမြဲထိန်းသိမ်းမှုနဲ့လိုအပ်ချက်တွေကိုတိကျမှုကာကွယ်တတ်မှုတို့ကတစ်မျိုးတည်းအစဉ်ဆက်မပြတ်အောင်မြင်မှုကိုဖန်တီးနိုင်တယ်ပြီးတော့ဒီနီလာတိုင်းကိုကာကိုလာဟာကမ္ဘာတဝန်းလူတွေရဲ့စိတ်ထဲကိုမပြတ်နိုင်တဲ့ဒီသင်္ကေတတစ်ခုဖြစ်ကြံရည်နေခဲ့တယ်ပြီးတော့ဒီလိုဆဲလုံးရှားစာကောင်းတဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်ကအဖြစ်အပျက်တွေကိုပို့ပြီးတော့သိချင်နေဆိုရင်တော့ဒီ subscriber လောက်ထားပြီးတော့ share ထားဖို့လည်းမမေ့ပါနဲ့အောင်နော်ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်ကိုကာကိုလာအကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်